ရှင်တော်ရေဆွေဆောင်မြေဦးတွေကဒါနီထက်စွာခမ်းမချက်လျက်ထမ်းမွေထမ်းအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရန်ကုန်မှာမန္တလေးအစားအစာအစုံလင်အပြင်ထမ်းရည်နဲ့အမီးအစုံမှာရတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့တကုံမြို့နယ်ရောမင်းကြီးလမ်းထဲမှာဖွင့်ထားတဲ့မက်ဖြူခိုရာမုတ်ဒီဆိုတဲ့ဆိုင်လေးပါဒီဆိုင်လေးမှာခိုရာမုတ်ဒီအစားလို့တခြားမန္တလေးအစားအစာအစုံနဲ့အချိုပွဲတွေရဲ့ထမ်းရည်နဲ့အမီးအစုံမှာစုံနေအောင်ရပါတယ်မှားထားတာတွေလာချပေးပါပြီဒါကျွန်တော်တကယ်ချင်းမှားထားတဲ့မန္တလေးမုတ်ဒီပါဒါကတော့ခိုရာမုတ်ဒီနဲ့ဟင်းကြိုပါဒါကတော့ထမ်းရည်ပါ။အိုးအောက်မှာရေခဲတုံးလေးတွေခံပေးထားပါတယ်။အမီးတွေတောင်တမန်အင်းပစုံကျော်နဲ့အချင်းပါ။ဒါလေးကပဲချမ်းတုပ်ပါ။အခုဆိုရင်တော့မှားထားလေးတွေအကုန်စုံသွားပါပြီ။ပထမဆုံးခိုရာမုတ်တီလေးရင်စားပါမယ်။သူ့ရတာစနွေးနဲ့တင်းတင်းလေးရဲ့ခောက်ဆွဲသားအီအီလေးရဲ့ပဲမုတ်စီစီပန်ပန်လေးရဲ့ပေါင်းဆက်ထားတာပါ။အဆက်ဟက်တဲ့ပြီးတော့စားလို့ကောင်းပါတယ်။ဟင်းကြိုလေးတောက်ပါမယ်သူ့ဟင်းကြိုလေးကလည်းတောက်လို့အဆင်ပြေပါတယ်ထမ်းရည်လေးတောက်ပါမယ်ထမ်းရည်ကတော့ချိုခါရတာလေးမှာထားတာပါအခုအိုးက1လီတာကို9000ကျပါတယ်လူ2ယောက်ကောင်းကောင်းတောက်လို့ရပါတယ်ကျွန်တော်ခွက်ထဲကိုထမ်းရည်ရင်ထည့်ပါမယ်တငယ်ချင်းခွက်ထဲကိုထည့်ပါမယ်။ရတောက်ပါပြီ။သူ့ရတာကတော့ချိုခါဆိုတဲ့အတိုင်းချိုခါရတာလေးပါ။တောက်လို့ကောင်းပါတယ်။အမီးတွေတောင်တမန်ရင်ပစုံကြော်လေးစားပါမယ်။ပစုံကြော်ကတော့ဥပိန်မှာကြော်ရောင်းတယ်လို့မျိုးလေးကြော်ထားတာပါ။ပစုံကြော်လေးကထမ်းရည်လေးနဲ့တော်တော်လိုက်ပါတယ်။ထမ်းရည်လေးထပ်ဖြည့်ပါမယ်ထမ်းရည်ရလည်းတဖြည်းဖြည်းနဲ့အရှင်ရပြီးတောက်လို့ကောင်းလာပါပြီပဲကျန်းတုပ်လေးစားပါမယ်ပဲကျန်းတုပ်လေးကလေပဲစီနဲ့မွှေးမွှေးလေးနဲ့စားလို့ကောင်းပါတယ်ထမ်းရည်လေးကတော့တောက်ရင်းနဲ့လိုင်းစီးလာသလိုကောင်းလာပါပြီတောင်တမန်အင်းပစုံကျော်နဲ့ပဲကြီးလော်လေးကလည်းထမ်းရည်နဲ့တအားကိုလိုက်ပြီးတော့စားလို့ကောင်းပါတယ်ကျွန်တော်လိုပဲအခုလိုနှွေရာဒီမှာထမ်းရည်လေးတောက်အမီးလေးစားရင်အေးဆေးချေးခြင်းနဲ့ဆိုရင်တော့မက်ဖြူခိုရာမုတ်ဒီဆိုင်လေးစီအရောက်သွားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ